ပါဗျကိုတိုက်ဖြစ်ပါတယ်ဗျဒီနေ့မှာတော့ဖះလုံးနဲ့ပုံနာကြီးတို့ရုပ်ပေါ်ပေါ်များခဲ့တဲ့ကျွန်တော်တွေဖះလုံးတို့ဆရာတစ်ပည့်နှစ်ယောက်ဆရာတစ်ပည့်နှစ်ပါးရုပ်ပေါ်ပေါ်များခဲ့တဲ့အဲ့တော့ရွှေမုံဝင်မိုးတွေအတိရွာသုံးဖြိုးခဲ့တဲ့မဟာဝေဒဘမန္တန်တော်ကြီးပြင်လည်မြောက်ပြီးမှဖြစ်ပါတယ်ဗျနော်ဒါကြောင့်မိတ်ဆွေများလည်းဒီမဟာဝေဒဘမန္တန်တော်ကိုရုပ်ပေါ်ပေါ်များလို့ရပါတယ်ပိုကောင်းတာအခုလိုမျိုးလာပညာနဲ့တိုက်ဆိုင်ပိုလို့ကောင်းတာပေါ့ဗျာနော်လာပညာနဲ့တိုက်ဆိုင်ပိုလို့ကောင်းပါတယ်လာပညာနဲ့စပြီးတလားလုံးရုပ်ဖော်ပေါ်များသွားလို့ရပါတယ်ဗျရွှေမုံဝင်မိုးတွေကမလို့ချင်းမအဆုံးရွာသုံးဖြိုးတကဲ့သို့ပဲစီစဉ်ဥစ္စာတွေကလည်းများတဲ့များတိုးတဲ့သို့ပွားတဲ့ပွားလာမှာဖြစ်ပါတယ်ဗျမဟာဝေဒဘမန္တန်တော်ကြီးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တွေဖျက်လုံးရဲ့ဆရာတော်ပုံနာကြီးကတော့ကောင်းကင်ရံကိုနှခဆုံလင်းစွာနဲ့အဲ့တော့ကျွန်တော်တွေတဏှတိတိစံချမ်းနဲ့အားလုံးပြည့်စုံတဲ့နှခရင်တွေပြည့်စုံလို့ချင်းမှာကောင်းကင်ကိုမော့ပြီးတော့ဒီကတော့ရွတ်လိုက်တာကောင်းကင်နေတကယ်ကိုရွှေမိုးဝင်မိုးတွေတကယ်ကိုရွှေပြားတွေကြလာတော့ကျွန်တော်တွေအတီလင်းဖော်ပြထားတာရှိပါတယ်ကဲဒီနေ့မင်းဆွေများလဲရွှေမုံငိုတွေရွာသုံးဖြိုးဖို့စီးပွားတွေတက်ဖို့အတွက်ဥစ္စာလာပွားတွေပေါ်မြောက်ဖို့အတွက်မဟာဝေဒဘမန္တန်တော်ကြီးကိုရုပ်ပေါ်မြောက်လို့ရပါတယ်ဗျအဲ့တော့အကျံအောင်လို့သူတိုင်းအသက်ရှင်နေလို့သူတိုင်းကိုယ်စိတ်နှပြချမ်းသာလို့သူတိုင်းစီးပွားဥစ္စာတိုးတက်ပေါ်များစေသူတိုင်းဒီသစ္စာမန္တန်တော်ကြီးကိုရုပ်ပေါ်ပူဇော်ပေးရမှာဖြစ်ပါတယ်ယုံကြည်နဲ့ရုပ်ပေါ်ပေးရမှာပေးရမည်ပရိတော်မန္တန်တော်ကြီးတကောထမြတ်မှုသည်ရုပ်ပွားသူများ၏ယုံကြည်မှုတရားပေါ်မူတည်ပြီးဖြစ်သည်ထို့ကြောင့်တရားပြထမ်းကယုံကြည်သည်ရုပ်ပေါ်ရွဆိုရမည်ရုပ်ပေါ်ပေါ်များဒီမှာပြုလုပ်ဆောင်ရမယ့်အစဉ်လေးတွေရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ယေရှုကနေတွေခန္ဓာကိုယ်ကတန့်စင်စေရမည်အဲ့တော့ရုပ်ကနေမှရေမို့ချိုးလိုက်မယ်ခေါင်းမဆောက်ရေချိုးမယ်ပေါ့နော်အဝတ်ဖြူသုံးဖို့လည်းအဖြူရောင်အဝတ်ကိုဝတ်ဆင်လို့ရတယ်ဖျားရှိကို၅ပါးသီလခံရင်ပြီးမှရွတ်မယ်အဲ့တော့ခန္ဓာကိုယ်မှာလည်းကျွန်တော်အမွေးနဲ့တာလေးဖြန်းလိုက်ပေါ့ရေမွေးတွေပါကောက်ဖြန်းလိုက်ပေါ့ဗျာနော်ရေမွေးတွေပါလေဖြန်းလိုက်ပဲရှေ့တော့နတ်သား၅ပါးဖြန်းတာပေါ့လေအခုတော့ကျွန်တော်ခုခေတ်ကတော့နတ်သား၅ပါးရှားတော့ရေမွေးဖြန်းလို့ရပါတယ်အဲ့တော့ပြီးတော့ကျွန်တော်အမျိုးသမီးဆိုလို့ရှိရင်တော့ပန်းလေးပါကောက်ပန်းလေးပေါ့နော်မှုေးတဲ့ပန်းလေးပါစပယ်ပန်းလေးပါရပါတယ်နော်ထို့နောက်ကျွန်တော်တွေကောင်းကင်ကိုမော့ကြည့်ပြီးဤတစ္ဆမန္တန်ကိုရုပ်ပေါ်များမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတစ်ခါကျရင်ရှည်တယ်ဆိုတော့အိမ်ပြင်လေးထွက်ရုပ်ပေါ်ဗျာနော်ရှည်ဖုန်းမှာကြည့်ပြီးရွတ်လဲရလဲစောက်ကြည့်ရုပ်ပိုကောင်းတော့ပေါ့စောက်လေးကြည့်ပြီးရုပ်ပေါ်ဗျာနော်အဲ့တော့ရုပ်ဆိုသောပုဂ္ဂိုလ်ကတော့ကာမီတုမိစ္ဆာကံကိုထိမှာဖြစ်ပါတယ်ဒါကြောင့်မို့လင်များတဲ့ဇုံတွေတော့တရားလေးရွတ်ပြီးတော့တူနေလို့မရဘူးလို့ပြောချင်တာပေါ့နော်အဲ့လိုမျိုးလေးတော့ထိရမယ်ပြီးလို့ရှိရင်တော့သူတို့ကျွန်တော်တွေဒီကာမီတုမိစ္ဆာစာရာနဲ့သူတို့မြင်တဲ့ကဏ္ဍပါကိုရှောင်ကျဉ်မှာဖြစ်ပါတယ်နော်ဒီဟာလေးတော့ကျွန်တော်တို့ရှင်းမှာဖြစ်ပါတယ်ဗျရည်တည်စာတောက်စားလို့တော့မရဘူးပေါ့နော်ဒါကတော့ရှင်းပါတယ်တရားကိုတစ္ဆမန္တန်ကိုရွတ်မှာဆိုတော့အမေသားတို့အရက်တို့စတောက်လို့မရတာတော့ဒါထုံးစံပဲပေါ့နော်အဲ့တော့ပြီးလို့ရှိရင်ရွတ်စမဲ့ကျွန်တော်ည9နာရီကျော်ဖြစ်ပါတယ်9နာရီကျော်သွားတဲ့ရွတ်လို့ရပါတယ်ပုပ်ပါတိအခရာပိတရမယ်အနေတိဘက်ကိုလည်းတည်ထားရမယ်တစ်ခေါက်ဆုံးတိုင်းသာသနာဆောင်နှများအမြပေးဝေရမယ်အဲ့တော့ကျွန်တော်သာသနာဆောင်နှများပြီးတော့အိမ်ထဲမှာရှိနေကျွန်တော်တွေဝင်းဆောင်နှချမ်းဆောင်နှများကိုလည်းမြတ်တာဖို့ပြပေးဝေမယ်ပေါ့နော်အဲ့တော့ကျွန်တော်နေ့စဉ်29ခေါက်ရုပ်ပေါ်များမှာဖြစ်ပါတယ်ဆွေပြင်းမြရုပ်ပါဒီလာပြီးနေ့ကနေလိုက်အောင်ရှိတဲ့ညကနေစပြီးတော့လာပြီးညနေစပြီးလိုက်အောင်ရှိတဲ့ညပြီးရုပ်ရင်ပို့လို့ဆွမ်းတာကိုတွေ့ရတယ်ဗျာနော်သူကကျွန်တော်တွေလာပညာမဟုတ်လည်းပဲလက်ပြီးကြော်သွားလဲလိုက်အောင်ရှိတယ်နော်အဲ့လိုမျိုးဆိုရွှေလို့ရပါတယ်ဗျခဲဒါလို့ဆိုလို့ရှိရင်ပြင်ဆင်ရမယ့်ဟာလေးတွေအားလုံးသိသွားပြီးထင်ပါတယ်ဗျအဲ့တော့ကျွန်တော်တွေစာပြီးတော့မဲဆွေများယုံကြည်နဲ့ယုတ်ကြည်ပါထူးခြားမှုတစ်ခုရှိလာပါလိမ့်မယ်ဗျာနော်အဲ့တော့ကျွန်တော်ဒီမှာတခါတည်းသူ့ရဲ့ပါဠိမြန်မာစာအတန်တော့ကိုပါတာဆိုတော့အားလုံးယူတတ်မယ်လို့ထင်ပါတယ်နမောတတဗဂဝါတောရတောသမ္မန္တမုဒ္ဒတနမောတတဗဂဝါတောရတောသမ္မန္တမုဒ္ဒတနမောတတဗဂဝါတောရတောသမ္မန္တမုဒ္ဒတကျွန်တော်နမောတတသုံးညနဲ့ဖွင့်လိုက်မယ်နော်ဗုဒ္ဓတရဏံကသာမိဣတိပိသောဘဂဝါရဟံသမ္မန္တံဗုဒ္ဓောဝိဇာစရဏသမ္မန္တောဒုက္ကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာတိဝမနုဿာနံဗုဒ္ဓောဘဂဝါတိနတ္ထိမေတရဏံအညံဗုဒ္ဓောမေတရဏံဝရံဣရိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံကဲမြန်မာလိုပါတခါတည်းပြန်ပြပေးမယ်နော်မြန်မာလိုကမိတ်ဆွေများရုပ်ပေါ်များကြမလိုပါဘူးဗျာနော်အဲ့တော့တိထိုင်ရပါပြီမိတ်ဆွေများပါဠိလိုထောက်လျှောက်ရွတ်သွားပေါ့နော်မြတ်စွာဘုရားကိုကိုယ်ရဟူ၍စိကပ်ပါ၏ထိုမြတ်စွာဘုရားသည်ပူဇော်တုခိုင်းတော်မူတိုက်တော်မူပါသောကြောင့်အရဟံမြည်တော်မူပါ၏တရားလုံးကိုမဖောက်မပြန်ကိုယ်တော်တိုင်းသိမြင်တော်မူသောကြောင့်တမ္မတမုဒ္ဒမြည်တော်မူ၏ဝိဇာ3ပါးဝိဇာ8ပါးဇရဏတရား15ပါးနှင့်ပြုတော်မူသောကြောင့်လဲဝိဇာဇရဏ
မြည်တော်မူပါပေ၏လာခြင်းကောင်းရင်ကောင်းသောစကားကိုဆိုတော်မူတတ်သောကြောင့်လည်းသူကတမြည်တော်မူ၏လောကသုံးပါးကိုသိမြင်တော်မူသောကြောင့်လည်းလောကဝိတုမြည်တော်မူ၏ဆုံးမထိုက်သောတရဝရကိုယဉ်ကျေးအောင်ဆုံးမရတွင်ရှင်ဘက်ကင်းလျက်မြတ်သောဂုဏ်နှင့်ပြည့်စုံတော်မူသောကြောင့်ကြောင့်လည်းအနုတ္တရပုရိသဓမ္မသာရတိမြည်တော်မူပါ၏လူနာမြမသရဝါတို့၏ဆရာဖြစ်တော်မူသောကြောင့်ကြောင့်လည်းတတ္တဒေဝမနုဿာနမြည်တော်မူပါ၏သစ္စာ၄ပါးကိုသိတော်မူသောကြောင့်ကြောင့်လည်းဗုဒ္ဓမြည်တော်မူ၏ဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောကြောင့်ကြောင့်လည်းဘဂဝါမြည်တော်မူ၏အကျွန်ုပ်ဘုရားမတပါကိုကိုရသည်မရှိဤသို့မန်စာဆိုသောသစ္စာစကားသောကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေသတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေသတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေသတည်းကဲအနတ္တိပ္ပယ်တော်တော်လေးကိုအဓိပ္ပာယ်ရှိတယ်နော်အဲ့တော့ပြီးဒီနောက်တော့ဒုတိယတစ်ပိုက်ဓမ္မန္တရဏံကိစ္ဆာမိဒါတော့ဓမ္မအတွက်ပေါ့နော်ဓမ္မန္တရဏံကိစ္ဆာမိဒုက္ခတောဘဂဝါတောဓမ္မောတံဒိဋ္ဌိကောအာဂါလိကောအဟိပတိကောဩပနေယိကောပိစဒံဝေဒီတပောဝိညုဟိတိနတ္ထိမေတရဏံအညံဓမ္မောမေတရဏံဝရံဣရဏသဇဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝဒနံဟွန်တုမေဒုက္ခဝရဏံတရားတော်မြတ်ကိုကိုယ်ရောက်၍ဇိကပါယမဖို့နိဗ္ဗာန်ဓမ္မကပရိစေဘာသောတရားမြတ်ကိုလည်းဒုက္ခတော့ကောင်းစွာဟောကြားတော်မူအပ်သည်ထိုကဲ့သို့ကောင်းစွာဟောကြားမူသောတရားတော်မြတ်သည်တဏိတိကောကိုယ်တိုင်သိမြင်အပ်သောတရားတော်မြတ်ပါပေသည်မလေးပါးတရားတော်မြတ်သည်အာဂါလိကောအခါမလေးမဲ့ချက်ချင်းအကျိုးပေးတတ်သောတရားတော်မြတ်ပါပေသည်လောကုတ္တရာတရားကိုပါသည်အဟိပတိကောလာလဲရှုလဲဟုနိုးစောထိုက်သောတရားတော်မြတ်ပါပေသည်လောကုတ္တတရားကိုပါသည်ဩပနေယိကောမိဆိုပစိုးမီလောင်ခေါင်းမီလောင်တော့လဲညီသက်ခြင်းမရှိသေးပဲအရေးကြီးစွာဘာဝနာဖြင့်စိတ်မှာဆွဲနေအောင်အမြဲဆောင်ထိုက်သောတရားတော်မြတ်ပါပေသည်လောကုတ္တရာတရား၉ပါးကိုပညာရှင်တို့သည်ကိုယ်စီမံကိုယ်တရ၌ပစ္စဒံဝေဒိတဘောတိမိအပ္ပပိဝိဟုဖန်ဖန်အောင်မေပါ၏ကျွန်ုပ်အားတရားမှတပါကိုကိုရသည်မရှိဤသို့မန္တာသောသစ္စာစကားသောကျွန်ုပ်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းဟောတရားတို့ပြီးတော့တန်ခါပေါ့ဗျာနော်တန်ခန္တရဏံကစားမိသုံးပဏိပန္နောဘဂဝါတောသဝကတံကိုဥစုပတိပန္နောဘဂဝါတောသဝကတံကိုညာယပတိပန္နောဘဂဝါတောသဝကတံကိုတမိစီပတိပန္နောဘဂဝါတောသဝကတံကိုယတိတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဣဒဘဂဝါတောသဝကတံကိုအာဟုနေယောပါဟုနေယောဒက္ခိနေယောအင်စတိကရဏီယောအနုတ္တရံပုညခေတံလောကတတိနတ္ထိမေတရဏံအညံတံခောမေတရဏံဝရံအရိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံတန်ဃာတော်မြတ်ကိုကိုယ်ရာဝေစီကပ်ပါ၏မြတ်စွာဘုရား၏တပည့်အားတန်ဃာတော်သည်တုပ္ပဏိပန်သောကောင်းစွာကျင့်တော်မူပါ၏ဥစုပဏိပန်သောဖြောက်စွာကျင့်တော်မူပါ၏ညာယပတိပန်သောနိဗ္ဗာန်အလွတ်ငါကျင့်တော်မူပါ၏တာမိစိတ်ပဏိပန်သောရှီယိုသေးရှားအောင်ကျင့်တော်မူပါ၏အကျင့်ပုဂ္ဂိုလ်လေးစုံတို့သည်ရှစ်ပါးသောယောက်ျားမြတ်တို့မြည်ကုန်၏မြတ်စွာဘုရား၏တပည့်သားတန်ဃာတော်သည်အာဟုနေယောအဝေးမှဆောင်ယူအပ်သောပစ္စည်းကိုခံယူတော်မူထိုက်ပါ၏ပါဟုနေယောဧည့်သည်လူငါဆောင်ယူမူရသောပစ္စည်းများကိုခံတော်မူထိုက်ပါ၏တက္ခိနေယောမြတ်သောလူကိုခံတော်မူထိုက်ပါ၏ဧဇလိကရဏီယောလောက်ရှိခိုးခြင်းကိုခံတော်မူထိုက်ပါ၏အနုတ္တရံပုံညခေတံလောကတတလောကလုံး၏တုမရှိသောကောင်းမှုမျိုးစေကျဲချိုက်ပြိုးရာလျာမြေကောင်းတဖွဲဖြစ်တော်မူပါ၏ဟုအဖန်ဖန်အောင်းမေပါ၏အကျွန်ုပ်အားလည်းတန်ခါမတပါကိုကိုရသည်မရှိဤသို့မှန်သောသောသောသစ္စာစကားသောကျွန်ုပ်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းတတ်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းပြီးတော့ကျွန်တော်၄ပိုက်ပေါ့နော်တမာတိယေပိစတိလံအထင်ကမိတုဒေတိတံဣဒိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံကောင်းသောဟောကြားတော်မူသော၅ပါးသောသီလမြတ်ကိုလည်း၈ပါးသောသီလမြတ်ကို၎င်းဆောက်တည်ပါ၏ဤသို့မန္တသောသောသစ္စာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းဓမ္မ၅ပိုက်ပေါ့နော်
na zividandaya yobi kadong bodata kinasi irina disa waze na hundu me zaya mingala hundu me ayuwarana hundu me dukha warana dasong tyaw do tu diမြတ်စွာဘုရား၏အသက်အန္တရာယ်ကိုလည်းပြုခြင်းကမတတ်နိုင်ဤသို့မှန်သောသောသောသစ္စာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေသည်အသက်ရှိခြင်းသည်ဖြစ်ပါစေသည်ချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းနံပါတ်6နာဉဏ်တရားယောဘီကာတုံဗုဒ္ဓတာကေနစီဣရိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံတဆုံတယောက်သောသူသည်မြတ်စွာဘုရား၏ဉာဏ်တော်၏အန္တရာယ်ကိုလည်းပြုခြင်းကမတတ်နိုင်ဤသို့မှန်သောသောသောသစ္စာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းနံပါတ်9ပိုက်မနော်နာရတမီအန္တရာယောဘီကာတုံဗုဒ္ဓတာကိနာစီဣရိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံတစုံတယောက်သောသူသည်မြတ်စွာဘုရား၏ရောင်ကြီးတော်၏အန္တရာယ်ကိုပြုခြင်းကမတတ်နိုင်ဤသို့မှန်သောသောသောသစ္စာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းနံပါတ်8ပိုက်မြတ်ပေါ့နော်နာဘိခအန္တရာယောဘီကာတုံဗုဒ္ဓတာကေနစီဣရိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံတစုံတယောက်သောသူမြတ်စွာဘုရား၏ဆွမ်းဘောဇဉ်အန္တရာယ်ကိုလည်းပြုခြင်းကမတတ်နိုင်ဤသို့မန္တသောသောသစ္စာစကားကြောင့်ကျွန်ုပ်အားအောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းနံပါတ်9ပဲမြောက်ပေါ့နော်ဒိဋ္ဌိယနေကဝတ္တပိတမပန္နောဝိနာယကောဣရိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံလူသုံးပါးတို့အားဆုံးမတော်မူတတ်သောမြတ်စွာဘုရားသည်အာယုပါလစရုဇာဇံတမပတ်ကိုဝင်စားနေရှိတော်လဲတတန်းကြော်လက်များစွာနှစ်တို့ပတ်လုံးရွှေပြည်နိဗ္ဗာန်မဆံမယုတည်နေလိုမူလဲတတန်းရှိစွာတည်နေရ၏ဤမန်သောသစ္စာကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းနံပါတ်7ပဲမြောက်ပေါ့နော်တတမဒေသနာကာလေပိဋ္ဌဘာဂာတိနေတိတာပုံနာစန္ဒီဝဂခနေမုခံပတန္တိတန်တုနောဣတိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံသူတို့ဓမ္မနှုံမျိုးဟာ၍ဟောကြားလေရအခါကာလ၌ဖရာထံမောရှင်မရောက်ပဲနောက်ပတ်စာသည်နေရတိငါလူများတို့သည်နေလဒါယာလက်ကဝန်းပတ်ကောင်းငင်ရ၌ပုံနတိထီပညီတက်ထွန်းလာပြုံကြီးကဲ့သို့နှလူဆရာစောမြတ်စွာ၏ရောင်ကြီးရှက်ဖို့မျက်နှာတော်ကိုမြုံပေါ်တင်ဖူးမြင်ကြကုန်၏ဤမန်သောသက်သာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းနံပါတ်7မြောက်ပုံနော်ဗုဒ္ဓအဘိဇကာယောပိနတ္ထိလောဟိတာတုဒနံဣရိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံမြတ်စွာဘုရားသည်မကွဲမပြတ်သောကိုယ်တော်လည်းရှိတော်မူ၏သွေးရစီးခြင်းဝါသွေးထွက်ခြင်းမရှိဤသို့မန္တသောသောသစ္စာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းဝါ7နှစ်ပေါ့နော်တရာမေဗုဒ္ဓတိထမီတန်တာယောနတ္ထိတပ္ပရာဣရိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံဖျားမြတ်၏ကျွန်တော်၏ယုံကြည်ခြင်းသည်အခါခတ်တဲ့ယုံမှန်တန်တရားသည်မရှိဤသို့မန္တသောသောသစ္စာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းနံပါတ်73ပါနော်တတ္ထာမေဓမ္မတိထမီတန်တာယောနတ္ထိတပ္ပရာဣတိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံ
တရားမျက်နှာကျွန်တော်၏ယုံကြည်ခြင်းသည်ခါခတ်တဲ့ယုံမှတန်တရားသည်မရှိဤသို့မနာသောသောသစ္စာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းအသက်ရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းနံပါတ်14ပိုက်ပေါ့နော်တရမီတန်ကတိထမီတန်တာယောနတ္ထိတပ္ပရာဣရိနသစ္စာဝဇေနဟွန်တုမေဇယမင်္ဂလံဟွန်တုမေအာယုဝရဏံဟွန်တုမေဒုက္ခဝရဏံတန်ခါတော်မျက်နှာကျွန်တော်ယုံကြည်ခြင်းသည်ခါခတ်သိယမတန်တရားမရှိဤသို့မနာသောသောသစ္စာစကားကြောင့်ကျွန်တော်အောင်ခြင်းမင်္ဂလာသည်ဖြစ်ပါစေတည်းတရှိခြင်းသည်ဖြစ်ပါစေတည်းချမ်းသာတိုးပွားခြင်းသည်ဖြစ်ပါစေတည်းနံပါတ်15ပေါ့နော်နတ္ထိမေတရဏံအဉ္ဉံဗုဒ္ဓမေတရဏံဝရံဧတံဧတံတရဏံဥပေမိမယိကိင်္ခာနဝိဇတိဧရိနသစ္စာဝဇေနပဝတ္တန္တုတတ္တယရဏအကျွန်ုပ်အားဘုရားမတပါကိုကိုရာသည်မရှိမြတ်စွာဘုရားသည်ကျွန်ုပ်၏မြတ်သောကိုကိုရာသည်ထိုမြတ်စွာဘုရားကိုကိုကိုရာဟု၍စိကပါယုံမတန်တရားသည်မရှိဤသို့မန္တသောသောသစ္စာတကားကြောင့်ယရဏခုနှစ်ပါးအတိပြီးသောမိုးတို့သည်ရွာပါစေတည်းတရားဒီပိုက်လေးကကျွန်တော်မိန်ပေါ့နော်ဒါလေးကိုသေချာလေးယူပါကျွန်တော်သေချာလေးပြန်ယူပြပေးမယ်နော်အကျွန်ုပ်ဟာဘုရားမတပါကိုကိုရာသည်မရှိမြတ်စွာဘုရားသည်ကျွန်ုပ်၏မြတ်သောကိုကိုရာသည်ထိုမြတ်စွာဘုရားကိုကိုကိုရာဟု၍စိကပါယုံမတန်တရားသည်မရှိဤသို့မန္တသောသောသစ္စာစကားကြောင့်ယရဏခုနှစ်ပါးအတိပြီးသောမိုးတို့သည်ရွာပါစေတည်းဒါပေါ့နော်ပြီး16ပေါ့နော်တော့နတ္ထိမေတရဏံအဉ္ဉံဓမ္မောမေတရဏံဝရံဣဒံတရဏံဥပေမိမယိကိင်္ခာနဝိဇတိဣရိနသစ္စာဝဇေနပဝတ္တန္တုတတ္တယရဏကျွန်တော်အားတရားမတပါကိုကိုရာသည်မရှိတရားတော်မြတ်သည်ကျွန်တော်၏မြတ်သောကိုကိုရာသည်ထိုတရားတော်ကိုကိုကိုရာဟု၍စိကပါ၏ယုံမတန်တရားသည်မရှိဤသို့မန္တသောသောသစ္စာစကားကြောင့်ယရဏခုနှစ်ပါးအတိပြီးသောမိုးတို့သည်ရွာပါစေတည်းနတ္ထိမေတရဏံအဉ္ဉံတံဃောမေတရဏံဝရံဣတံတရဏံဥပေမိမယိကိင်္ခာနဝိဇတိဣရိနသစ္စာဝဇေနပဝတ္တန္တုတတ္တယရဏအကျွန်ုပ်တန်ခါမတပါကိုကိုရာသည်မရှိဤတန်ခါတော်သည်ကျွန်ုပ်၏မြတ်သောကိုကိုရာသည်ထိုတန်ခါတော်သူကိုရာဟု၍စိကပါ၏ယုံမတန်တရားသည်လည်းမရှိဤသို့မန္တသောသောတစ္ဆာစကားကြောင့်ယတနာခုနှစ်ပါးအတိပြီးသောမိုးတို့သည်ရွာပါစေတည်း18ပေါ့နော်ယံအိစီတံနေဖာဒနေအဓိပတိမဟာမုနိယထာကာမတံတိတ်ဒနေအဓိပစ္စံဓာဓာတုမေအကျင့်အလိုရှိသောအကျိုးကိုပြီးစေခြင်း၌အဓိပတိဆိုရတော်မူသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်အကျင့်အလိုရှိသောအသက်ရှိခြင်းအစင်လာခြင်းခွန်အားခြင်းဉာဏ်ပညာခြင်းဘုံလုံးကအနုဘောကြီးခြင်းတို့ကိုပြီးစေခြင်း၌အဆိုရတော်မူ၏အဖြစ်ကိုတပည့်တော်အားပေးသနာတော်မူပါအရှင်ဘုရားဆိုရင်ဒါလေးပဲဘုန်းအားလုံး18ပိုက်ရှိပါတယ်ကဲဒါလို့ဆိုမိတ်ဆွေများလည်းဘုန်းတို့ကျွန်တော်ရုပ်ပေါက်ပေါ်များတက်ပြီလို့ထင်ပါတယ်စောက်ကြည့်ပြီးတော့ရွတ်လဲရတယ်လို့အခုကျွန်တော်ဒီမှာတင်ပေးထားတယ်အားလေးကြည့်ပြီးရွတ်လဲရပါတယ်ဗျာနော်ကျွန်တော်လည်းဒီမှာမြန်မာသူပါဠိကိုမှမြန်မာတန်တော်လေးပါတော့ရွတ်ရတာအဆင်ပြေပြေနဲ့ရွတ်လို့ရပါတယ်ဗျစောက်တွေကနေကြည့်ယူပိုကောင်းတော့ပေါ့ဗျာနော်ကြည်လေးရွတ်လို့ရတာပေါ့အဲ့ဒါလေးကိုမိတ်ဆွေများအဲ့တော့ကိုယ်တိုင်ကိုကြရွတ်နိုင်ဖို့ကောင်းပါတယ်တကယ်လို့မိတ်ဆွေများကိုညရွတ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းဖုံဖုံတွေဟောပေးထားတဲ့မဟာဝေဒမမနန်းဆိုပြီးYouTubeတို့ဘာလို့မှရှာပြီးတော့ဖွင့်ပေးရင်လည်းရပါတယ်ဗျာနော်အဲ့တော့ကိုယ်တိုင်ရွတ်နိုင်တော့ပိုကောင်းတော့ပေါ့ဗျာကဲဒါလေးကိုမိတ်ဆွေများလာမြပေးတာပါခုနသားသမီးအားလုံးလည်းပြင်းကင်းကွာဆက်ချမ်းသာရနာရွှေမိုးတွေရောမူမိုးတွေရွာသွန်းဖြိုးကြပါသည်စီးပွားရေးတွေဒီလောက်တိုးတက်ပြီးလူတက်နေလွတ်နိုင်ကြပါသည်ဗျာ